တည်းကြုံကြည့်ရမှုမြတ်လေးကထိုင်စင်းစားတယ်အဝတ်ဖွင့်မဲ့အဝတ်ဖွင့်မဲ့အမေအဲ့ဒါကတော့လွယ်တော့မှာပါကွာဖွင့်မဲ့အဝတ်ကလေးကိုင်းပြီးတော့နားထောင်နေဟိုကောင်ကတစ်တုံးကြီးနဲ့စကားပြောတာဟုတ်တော့ဒီမဲ့ဟိုဒါပြည့်လေတက်ချီတော့အောက်ထောက်ထားဟုတ်ကဲ့ဟိုကျုပ်အိမ်ပြန်ပြီးတော့ဦးဆိုင်ပြန်ဦးမယ်နော်ဟုတ်ကဲ့မလေးဒါနဲ့မြအေးကဆွနဲ့မြလေးကိုဘာမှမပြောပဲနဲ့အိမ်ပြန်ပြီးအဝတ်စားယူမြလေးစဉ်းစားတယ်ဟောတစ်တုံးကြီးရက်နေတစ်တုံးကြီးဒါမြင့်ကြီးကံရင်မဟုတ်ဘူးစီးနေတာဒီတစ်တုံးစီးရမယ်မစီးဘူးသူအခုကြည့်ဟိုကောင်ကကျိုးနဲ့လည်းမချီဘူးတိုင်ကုန်လည်းမရိုက်ဘူးဘာမှလည်းမဖိပဲနဲ့သူရနေတယ်စကားလည်းပြောတယ်တစ်တုံးနဲ့ပြောတာတော့မဟုတ်တော့ဘူးဧကနာတစ်ခုရှိရမှာပါကြည့်အသားလေးပွားကိုယ်လည်းတရားနာပြတာမျက်လုံးလေးဖော်တစ်တုံးကိုပဲငုံကြည့်မလေးမောင်ဟဲ့ဖားလေးဆိုပြီးဆောနဲ့ပြီးဒါမျိုးဆိုတာခက်သားပြီးတော့ကြောက်လဲကြောက်တယ်ကြည်လဲကြည့်တယ်ကြောက်ကြည့်ခြင်းကြီးပေါ့ဟာဘာကြီးလဲပဲပြန်ကြည့်မလေးမျိုးလို့တော့ထောက်မဖြစ်ဘူးရုံးနဲ့မလေးမျက်လုံးပြူးကြီးနဲ့ပြချပါကြည့်ဟာတော့ကရုံးကြီးဟေးဖုန်းကြီးလားကရုံးကြီးလားဟာကြတာဖုန်းကြီးနဲ့ကရုံးကြီးတူမဟုတ်စားဘူးမလေးဖုန်းကြီးကရုံးကြီးလားပြချကြည့်ဟဲ့ဦးရည်လေးတွေကလည်းစိတ်လို့ဖုန်းကြီးလူတွေ့ချင်းနဲ့တူပါရဲ့ရမ်းပြောတတ်တဲ့နောက်ပြချကြည့်ဟာတော့အခန်းနေရောက်မဲလို့ဘယ်ချိန်မှမျောလာတယ်မသိဘူးအေးဆင်းလာလို့ဒီရောက်တာဒီမဲ့ဟိုတော့ချလာပြီပေါ့တဲ့ဗျာဟိုကျုပ်တက်လို့မဖြစ်ဘူးမလေးတော့အင်းမီသေးကုန်နေမယ်တက်လို့မဖြစ်ပါဘူးဗျာဟောတော့ပေါင်လူကြီးများဖြစ်နေပေါင်လူကြီးများဖြစ်နေမပြောပါဘူးလားပါပါတယ်ချီတောင်းနဲ့အောက်ထောက်ထားလို့မပြောတာပေါ့ဟောတော့ဒါလည်းပေါ့တဲ့ကျုပ်မဆိုးမပါဟဲ့မတဲ့ကျုပ်ကြောက်တဲ့တယောက်တည်းမတဲ့နေုံတာဖြစ်ဟိုကျုပ်ဟိုခေါင်းစုပ်လေးသွားယူလိုက်ဦးဒီမစီမလေးတော့ဟိုမလေးတယောက်ကအဝတ်စားသွားသူတော်ဆောင်လို့ပဲဖြစ်မလဲတော့အင်းမိကုန်မှာပေါ့ဒါနဲ့ခေါင်းစုပ်လေးယူလာခေါင်းမှုခေါ်တဲ့ခေါင်းမှုကောင်းလို့မှခေါ်မယ်ခေါင်းမှုစုပ်ခေါင်းမှုဆိုတာအစုပ်လုပ်တာများရော့တော့ဒါလေးဝတ်ဆိုတော့တစ်တုံးလှုပ်ပလိုက်တစ်တုံးလှုပ်ပလိုက်တော့တစ်တုံးလေးကလိမ့်နဲ့မျောတော့လိုက်ထားနေအော်တော့ဒါကြီးပါလို့ကိုတော့ကျုပ်သူ့ခဲ့တာလားသူရှိရင်ကျုပ်သေးပြီမလေးတော့ခုမှတော့တိုင်ဝမ်စင်ဖြစ်မနေပါနဲ့ကဲမိဘကြီးတော့အောက်လေထောင်းမိသားပဲရော့တော့ဒါဝိဆိုတော့တရားနာပိသဂျိုင်းကလေးမြောက်ပြီးတော့ခေါင်းမှုစုပ်လေးကြီးလိုက်တော့တစ်ထည်လုံးအပေါက်ကြီးခင်ဗျားအရာလုံလည်းမလုံဘူးအော်တော့ကျုပ်ကောင်းလို့ပြောပါတော့ဟုတ်တယ်ခင်ဗျားကောင်းမှုစုပ်ကလုံလည်းမလုံတော့ပါတော့ဖြစ်လို့ပါအိမ်ကြမှာလည်းရဒါပေမဲ့ခင်ဗျားဟုတ်ပဲလေကတော့ဝိသမ်းပါမြတ်လေးကဟိုဘက်လှည့်နေတော့ခေါင်းပေါ်ကနေစုပ်ပြီးကိုယ်ကလေးတဖြည်းဖြည်းခြေတော်ကလေးကွေးရတာစန့်ပြီးညှင်းနောက်လှည့်ကြည့်ဆွဲထုံထိုင်ပြလိုက်အော်တော့ဘယ်နဲ့ဆွဲကုန်ပြီတော့ဟဲ့လက်ကြလုံးဝမလုံးမဲနဲ့တိုင်ဒီမဲ့ဆွဲတော့ဖြစ်လို့ပါလာလိုက်ခဲ့ခင်ဗျာနောက်လှည့်မကြည့်နဲ့တော့မလေးတော့လာတော့မှဆိုပြီးခေါ်သွားမြင်အောင်မှန်းကြည့်ခေါင်းမှုစုပ်နဲ့ကရုံးနဲ့ဘယ်လောက်ကြည့်စားလိုက်တိုင်ပါသွားရတရားနာပြီသားပါတော့လေအိမ်ရောက်အမေဟဲ့မြလေးပါတော့ဟိုအဲ့ဒါဘာလို့မရဲ့အဲ့ဒါဘာလို့ဆိုတော့အဲ့ဒါဆိုတော့သာသနာထင်တာကိုမောင်ကျက်တရေကြီးနဲ့လားနှုတ်ခမ်းမွေးကြီးနဲ့လားတောင်ချေကြီးနဲ့လားတိုက်ပိုင်အင်ကြီးနဲ့တိုက်ပုံအင်ကြီးနဲ့လားရှိတယ်မှာတိုက်ကပိုင်းကြီးတိုက်ပုံအင်ကြီးနဲ့လားနောက်လှမ်းကြည့်ဟဲ့တော့မင်းရတော့ပဲမလို့ဟိုမင်းရတဲ့ဒီမှာဟုတ်တော့ဟဲ့ဘယ်လိုခေါ်လာလဲဟိုမင်းရမပြောပါနဲ့တနာစရာကြီးဟိုရေတဲ့တစ်တုံးနဲ့မျောပါလာလို့သမီးတနာလို့ခေါ်လာတာပြောရတယ်မင်းရလာတော့ဒီလားဆိုပြီးတော့
ဟိုသူ့အကူရဲ့အဝတ်စားတွေရော့တော့ထားလေးလေဟာဝိထိုင်ဟုတ်စီလားဘုန်းကြီးလူလည်းပြီးပြီပဲတရားနာပြီးတော့တင်မလဲကိုယ်ထိုင်ချ